တကယ်ကောင်းမွန်တဲ့ပေါင်းတင်ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်တဲ့လူတိုင်းကလူအကြောင်းတည်တယ်လို့လူအရေးအကဲကိုလည်းတစ်ဖက်လူရဲ့ကိုဟန်အမှုရကနေဖန်သက်ကြပါတယ်။လူစိန်တငယ်ချင်းလုပ်ပေါ်ကံဖက်တွေရဲ့ကိုဟန်အမှုရကနေပြောနေတဲ့စကားလုံးမဲ့အချက်ပြမှုတွေကိုအတိတ်ပဲကောက်နိုင်ရင်လုပ်ငန်းခွင်မှာရောလူမှုဘဝမှာပါအာသာချက်တွေရှိလာမှာဖြစ်ပြီးကိုယ့်ရဲ့စစ်စက်ညှိနှိုင်းမှုစွမ်းရည်တွေထက်မြက်လာမှာဖြစ်တယ်လို့တစ်ဖက်သားကကိုလိုလားမှုရှိမရှိဆိုတာကိုလည်းကွယ်ကွယ်ပြပြသိလာပါလိမ့်မယ်။ဒီနေ့လေ့လာရမယ့်စာအုပ်မှာတော့လူတစ်ယောက်ရဲ့စိတ်နေသဘောထားကိုကိုဟန်အမှုရာတွေကသစင်အတိတ်ပဲဖော်နိုင်မဲ့ဘာသာစကားအကြောင်းလေ့လာရမှာဖြစ်ပါတယ်။1982ခုနှစ်မှာစတင်ထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပြီးရောင်းအကောင်ဆုံးစီရင်ဝင်တဲ့စာအုပ်တစ်အုပ်လည်းဖြစ်ခဲ့ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်မမတ်ဆော happiness channel လေးကနေပြန်လည်ကြိုဆိုလာပါတယ်ဒီနေ့ဖပြပေးတော်မယ့်စာအုပ်ကတော့စာရေးဆရာ Gerard Narabrat ရေးထားတဲ့ How to Read a Person Like a Book ဆိုတဲ့လူအကဲခတ်နည်းစာအုပ်လေးကိုဖပြပေးတော်မှာပဲဖြစ်ပါရရှင်ဒီစာအုပ်ရဲ့စာရေးသူကတော့ Gerard Narabrat ပါ Narabrat ဟာစစ်စက်ညှိနှိုင်းမှုစစ်စံပြောဆိုရင်းနဲ့ထိရောက်တဲ့အရာနည်းစနစ်တွေအကြောင်းစာအုပ်ပေါင်း22အုပ်လောက်ရေးသားခဲ့ပြီးသူရဲ့စာအုပ်တွေကိုဘာသာစကားပေါင်း32မျိုးအထိဘာသာပြန်ဆိုဖော်ပြခြင်းခံခဲ့ရပါတယ်။ American ရှေ့နေနဲ့စာရေးဆရာတဦးဖြစ်တဲ့ Gerard ဟာ The Negotiation Institute ကိုတည်ထောင်သူဖြစ်ပြီးအသက်89နှစ်အရွယ်2012ခုနှစ်မှာတော့ကွယ်လွန်ခဲ့ပါတယ်။ခန္ဓာကိုယ်ဟာဘယ်တော့မှမလိမ့်ဘူး The Body Never Lies ဆိုတဲ့စကားတစ်ခုရှိပါတယ်။ဒီစကားရဲ့အတိတ်ပဲကတော့လူအကြောင်းတီးဖို့လူအကဲခတ်နိုင်ဖို့ကိုယ့်ရဲ့အရေးတွေတိုးတက်စေဖို့အတွက် body language လို့ခေါ်တဲ့ခန္ဓာကိုယ်ကဖော်ပြတဲ့ဘာသာစကားကိုတည်နာလဲဖို့လိုအပ်တဲ့ဆိုတဲ့သဘောပါပဲ။ Gesture လို့ခေါ်တဲ့ကိုဟန်အမှုရာတွေဟာ body language ရဲ့အဓိကအစိတ်ပိုင်းတွေဖြစ်ပြီးဒီအမှုရာတွေကလူတွေရဲ့ခံစားချက်သဘောထားရည်ရွယ်ချက်မှုသားတွေကိုဖော်ပြပေးနိုင်ပါတယ်။သစိန်တငယ်ချင်းလုပ်ပေါ်ခံဘက်တွေရဲ့စကားလုံးမဲ့အချက်ပြမှုတွေကိုအနက်ကောက်နိုင်ရင်လုပ်ငန်းခွင်မှာရောလူမှုဘဝမှာပါအာသာချက်တွေရှိလာမှာဖြစ်ပြီးကိုယ့်ရဲ့စစ်စက်ညှိနှိုင်းတဲ့စွမ်းရည်တွေထက်မြက်လာမှာဖြစ်တယ်လို့တစ်ဖက်သားကကိုလူလားမှုရှိမရှိဆိုတာကိုလည်းကိုယ်ကပြပြသိလာမှာပါ How to Read a Person Like a Book စာအုပ်ရဲ့အနှစ်ချုပ်မဆုကိုတော့အောက်ပါအတိုင်းအခန်း3ခန်းခွဲခြားဖော်ပြသွားမှာဖြစ်ပါတယ်ပထမအခန်းကိုဟန်အမှုရာကိုနားလည်ခြင်းဒုတိယအခန်းကိုဟန်အမှုရာဖတ်ရှုနည်းများတတိယအခန်းကိုဟန်အမှုရာနှင့်စိတ်နေသဘောထားပထမခန်းကိုဟန်အမှုရာကိုနားလည်ခြင်းလူတယောက်နဲ့တယောက်ဆက်တွဲပြောဆိုခြင်းဟာစကားတွေပြောတာစာတွေရေးတာထက်အများကြီးပိုပါတယ်ပြောဆိုဆက်ဆံမှုတွေမှာတယောက်ကိုတယောက်နားမလည်နိုင်ကြဘူးဆိုတာဟာကိုပါပြောတယ်ဘယ်လိုပြောတယ်ဆိုတာကြောင့်ဒါမှမဟုတ်ကိုအတွေးကိုတစ်ဖက်လူကနားမလည်နိုင်တာကြောင့်မဟုတ်ပဲကိုရဲ့ဟန်ပန်အမှုရာ capture တွေကဖော်ပြနေတဲ့ဘာသာစကားကိုတစ်ဖက်လူကကောင်းကောင်းနားမလည်နိုင်လို့ဖြစ်ပါတယ်လင်မယားတွေရင်ဖြစ်ကြတဲ့အခါတယောက်ကိုတယောက်ကြောခိုင်းလိုက်တာတကားကိုစောင့်ပိတ်လိုက်တာတွေဟာစကလုံးတစ်လုံးမှမပါပဲဆက်ဆံရေးမပြေလည်တာကိုဖော်ပြလိုက်တဲ့ကိုဟန်အမှုရာဘာသာစကား capture language ပါပဲဒါကြောင့်အဲ့ဒီလို capture တွေကိုသတိပြုနိုင်စွမ်းရှိဖို့အရင်ဆုံးစူးစမ်းရပါမယ်ဒါပေမဲ့ capture တွေကိုသတိထားလာမိပြီဆိုရင်တော့သူတို့ကိုကြွကြွန့်ကျင်ကျင်အတိတ်ပဲဖော်တတ်ဖို့လိုပါသေးတယ်ဥပမာလူတယောက်ဟာစကားပြောချိန်မှာပါဇက်ကိုလက်နဲ့ကွယ်ပြီးပြောနေမယ်ဆိုရင်သူ့စကားသူတန်တရားရှိလို့လားလိညာနေတာကြောင့်လားဆိုတဲ့ဖြစ်နိုင်ခြေတွေအများကြီးရှိပါတယ်။ဒါပေမဲ့မြန်မြန်ဆန်ဆန်ကောက်ချက်မချခင်အရင်တုန်းကစကားပြောရင်ရောဒီလူဟာအဲ့ဒီလိုမျိုးလက်နဲ့ကွယ်ပြီးပြောလို့ရှိသလားဆိုတာကိုထည့်စဉ်းစားဖို့လိုပါတယ်။အဲ့ဒီလိုပြောလို့မရှိခဲ့ဘူးဆိုရင်တော့လက်တလောသူသွားပြင်ထားလို့လက်နဲ့ကာကွယ်ပြီးပြောနေတာလားဒါမှမဟုတ်တယောက်ယောက်ကသူ့ကိုပါဇက်နန်နေလို့ပြောလိုက်လို့အဲ့ဒီလိုလုပ်တာလားဆိုတဲ့နောက်ထပ်ထည့်သွင်းစဉ်းစားစရာအခြေအနေတွေရှိတတ်ပါတယ်။ဒါကြောင့်ကိုဟန်အမှုရာတွေကိုကိုကသတိပြုမိတယ်ဆိုရင်တော့မှန်ကန်တဲ့နားလည်မှုဖြစ်ဖို့ကိုအားထုတ်ရအောင်ပါပါ။ Gesture ရဲ့ဘာသာစကားကိုနားလည်နိုင်စွမ်းရှိဖို့လေ့ကျင့်တဲ့နေရာကတော့လေစိတ်ပဲလို့စာရေးသူကဆိုပါတယ်။ဥပမာအားဖြင့်လေစိတ်ထဲမှာဆိုရင်ကြောင်ကြနေပုံရတဲ့အမျိုးသမီးတစ်ယောက်ကသူ့လက်သူတင်းတင်းဖိညစ်ထားတယ်ဆိုရင်အရာအလုံးစင်ပြေသွားမှာပါလို့သူမကိုသူမအားပေးနေတာဖြစ်ပါတယ်။လေရင်ထက်ချိန်မတေချလို့စောင်းဆိုင်နေရတဲ့အမျိုးသားတစ်ယောက်ကလည်းချစ်ချင်းဝစ်ချိတ်ပြီးတောင်တမမတ်ထိုင်နေမှဖြစ်တယ်လို့လက်ကိုတင်းတင်းပိုက်ထားတဲ့အပြင်လက်တီးလဲဆုပ်ထားတာကိုတွေ့ရမှာပါ။ဒီအမှုအရာတွေအလုံးကသူစိတ်လှုပ်ရှားနေတာကိုပြသနေပါတယ်
လီစိတ်မှာလူတယောက်ဖုံးပြောနေတဲ့ကိုဟန်အမှုရာကိုကြည့်ပြီးတော့လေသူဘယ်သူနဲ့စကားပြောနေလဲဆိုတာကိုခံမှန်းလို့ရနိုင်ပါတယ်။ဒါကိုစာရေးသူကဖုံးပြောနေတဲ့လူ၃ယောက်ရဲ့ gesture ၃မျိုးနဲ့တင်ပြထားပါတယ်။ပထမဖုံးပြောသူဟာကိုအင်ကြီးကိုကြက်ဒီအပြည့်တက်ထားပြီးခနာကိုကလည်း queue side တဲ့ဟန်နဲ့မမတ်ရက်နေလို့သူစကားပြောနေတဲ့သူဟာသူရဲ့ customer ဒါမှမဟုတ်အရေးကြီးတဲ့သူတယောက်ဖြစ်တယ်လို့ကောက်ချက်ချနိုင်ပါတယ်။ဒုတိယဖုံးပြောသူကတော့ခနာကိုကတတောင့်တတာနဲ့ကိုကိုနည်းနည်းကိုင်းထားသလိုမေးစေးကလည်းရင်ဘက်စီကိုငိုက်ကြပြီးကြမ်းပြင်ကိုကြည့်နေတဲ့ပုံပေါက်ပါတယ်။ခေါင်းကလည်းတငိမ့်ငိမ့်လုံနေပြီးတစ်ဖက်ကစကားကိုထောက်ခံနေပုံရတာကြောင့်တတောင့်တတာရှိပေမဲ့တကြွကြွမရှိပဲညှိငွေ့နေပုံကိုမြင်ရပါတယ်။ဒါကြောင့်တစ်ဖက်ကစကားပြောနေတဲ့သူဟာယဉ်နီးသူဖြစ်နိုင်ပြီးဇနီးမယားဒါမှမဟုတ်မိတ်ဆွေဟောင်းတယောက်ဖြစ်နိုင်ပါတယ်။တတိယတယောက်ကတော့လီစိတ်ထဲကလူတွေကိုကြော်ကင်ထားသလိုခေါင်းကလည်းတချမ်းကိုစောင်းနေပြီးဖုန်းခွက်ကိုလည်းယူရကင်ထားတာကြောင့်ချစ်သူမိန်းကလေးနဲ့ဖုန်းပြောတာဖြစ်နိုင်တယ်လို့ခန့်မှန်းနိုင်ပါတယ်။အဲ့ဒီလို gesture တွေကိုနားလည်ဖို့အတွက်တခွဲကန်းထဲမှာစန်တလီလာဆရာမလို့ပဲနီးစင်ကြုံတွေ့နေရတဲ့လက်တွေ့ဘဝထဲမှာပဲတင်ယူလေ့လာရတာပါ။ဒါကြောင့်လည်းလေစိတ်လိုလူတွေပြပန်းခက်များပြတဲ့နေရာမျိုးဟာ gesture ကိုလေ့လာဖို့အကောင်းဆုံးနေရာဖြစ်တယ်လို့စာရေးသူကတိုက်တွန်းထားတာဖြစ်ပါတယ်။ဒါပေမဲ့ gesture တစ်ခုတည်းကိုပဲကြည့်ပြီးလူတစ်ယောက်ရဲ့စိတ်ကိုအကဲခတ်ဖို့ဆိုတာကတော့ခက်ပါလိမ့်မယ်။တစ်မျိုးထက်မကပေါင်းဆက်ထားတဲ့ gesture ကိုပေါင်းဆက်ပြီးဖော်ပြနိုင်မှသာလူတွေရဲ့စိတ်ကိုခန့်မှန်းနိုင်မှာပါ။ဒါကနည်းနည်းတော့ခက်ခဲနိုင်ပေမဲ့အဲ့ဒီလိုတစ်မျိုးထက်မကတဲ့ gesture ကိုသဆိုင်ရာကိုဟန်အမှုရာစုပေါင်း gesture cluster အဖြစ်စူးစီးလေ့လာလိုက်မယ်ဆိုရင်တော့ရုံလုံးဖော်ဖို့လွယ်ကူသွားနိုင်ပါတယ်။ဘာသာစကားတစ်ခုမှာစကားလုံးတွေကိုစုပေါင်းပြီးဝကြအဖြစ်ဖွဲ့လိုက်မှသာအတိပ္ပယ်နားလည်နိုင်တယ်လို့ပဲစလုံးတွဲတွေနဲ့တူတဲ့ gesture တစ်ခုချင်းစီကိုလည်းgesture cluster တွေအဖြစ်ပေါင်းစည်းလိုက်မှသာလူတစ်ယောက်ရဲ့စိတ်တဘောသာခံစားမှုအသွေးတွေကိုအတိပ္ပယ်ဖော်နိုင်မှာပါ။ဒါကြောင့်တစ်ခုနဲ့တစ်ခုဟန်ချက်ညီဖြစ်ပေါ်နေတဲ့ gesture cluster တွေကိုနားလည်ခြင်းဟာခန္ဓာကိုယ်ရဲ့ body language ကိုနားလည်ဖို့အတွက်အလွန်ရေးကြီးတယ်လို့ပြောရမှာပါပဲ။ gestures တစ်ခုချင်းစီရဲ့သဟဇာတဖြစ်မှုနဲ့တပြိုင်တည်းလှုပ်ရှားမှုတွေကိုသာအကဲခတ်နိုင်မယ်ဆိုရင်တစ်ဖက်လူရဲ့စိတ်နေတဘောထားကိုနားလည်နိုင်ပါပြီ။ဥပမာအားဖြင့်ကိုရောင်မဲ့ကုန်ပစ္စည်းကိုအရန်စိတ်ဝင်စားပြီးစိတ်လှုပ်ရှားနေတဲ့အရာသမားတယောက်ဟာနောက်ကိုမမီပဲခုတ်အစွန်းမှထိုင်မယ်ခြေထောက်တွေကိုချဲထားမယ်လက်တွေကိုစပွဲပေါ်တင်ထားမယ်ခန္ဓာကိုယ်ကိုရှေ့သို့ကိုင်းထားမယ်မျက်လုံးတွေကလည်းဆူရှာတောက်ပါပြီးနှာခမ်းကလည်းပြုံးရောင်တန်းနေပါလိမ့်မယ်ဒါတွေအားလုံးဟာသူစိတ်လှုပ်ရှားနေကြောင်းပြတတ်တဲ့ gesture cluster တွေပါပဲ gesture cluster တွေကိုနားလည်သဘောပေါက်ခြင်းကသဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့အများကြီးရှိပါတယ်လူတွေဟာလွန်ခဲ့တဲ့နှစ်ထောင်ချီကတည်းကတယောက်ကိုတယောက် gesture တွေနဲ့ဆက်သွယ်ပြောဆိုခဲ့ကြတာပါ gesture cluster တွေကိုသာမမှန်ကန်ကန်အတိတ်ပဲဖော်တတ်မယ်ဆိုရင်တစ်ဖက်လူရဲ့စိတ်ကိုခန့်မှန်းနိုင်လာတာကြောင့်ပေါင်းတင်ဆက်ဆံရေးမှာတပန်းတာမှာဖြစ်ပြီးညှိနှိုင်းဆွေးနွေးမှုကလည်းအဆင်ပြေချောမွေ့လာပါလိမ့်မယ်စာရေးသူ Narinbert ဟာလည်းထိတ်တန့်အမှုဆောင်တွေနဲ့အတူဆွေးနွေးပွဲတွေညီလာခံတွေတက်ရောက်ကြည့်တဲ့အခါစကားလုံးမဲ့ဆက်တွဲမှု non-verbal communication ရဲ့အရေးကြီးပုံကိုပိုပြီးနားလည်လာခဲ့ပါတယ်။အထူးသဖြင့်ညီနိုင်ဆွေးနွေးမှုတွေလုပ်ကြတဲ့အခါမှာစကားလုံးတွေကိုနားလည်ရုံနဲ့မပြေပဲခဏကိုလှုပ်ရှားပုံတွေကိုပါနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်။တစ်ဖက်လူရဲ့ gestures cluster တွေကိုလေ့လာခြင်းအပြင်ကိုယ်စကားကိုသူစိတ်ဝင်စားသလားကိုယ်ထင်မြင်ချက်တွေကိုသူထောက်ခံသလားပရိသတ်ကကိုယ့်ရဲ့ဟောပြောမှုကိုပြင်းညှိစရာကောင်းတယ်လို့ထင်နေလားဆိုတာတွေကိုသိရှိနိုင်ပါလိမ့်မယ်။ဥပမာအားဖြင့်ကိုပြောတာကိုနားထောင်နေသူတူကသူ့ရဲ့လက်တွေကိုပိုက်ထားရဲဆိုရင်ဒီလူဟာကိုပြောတာကိုနားထောင်ခြင်းစိတ်မရှိဘူးဆိုတဲ့သဘောတရားပါတယ်။အဲ့ဒီလို gesture တွေကပြောတဲ့ဘာသာစကားတွေကိုနားလည်လာဖို့အတွက်လူများရှိတဲ့တွေ့ဆုံပွဲတွေဟောပြောပွဲတွေပွဲလန်းသဘင်တွေကိုရောက်တဲ့အခါလူတွေရဲ့ကိုဟန်အမူအရာတွေကိုသတိပြုလေ့လာကြည့်သင်ပါတယ်။ပြီးရင်ဒီအမူအရာတွေကတစ်ဆင့်သူတို့ရဲ့စိတ်ခံစားချက်တွေကိုအသေးပဲဖော်ကြည့်ပါ။ဒီလေ့ကျင့်မှုမျိုးကိုအနည်းဆုံးတစ်နေ့10မိနစ်လောက်ပုံမှန်ပြုလုပ်ပေးပါလို့စာရေးသူကအကြံပြုတိုက်တွန်းထားပါတယ်။ gesture တွေကဖော်ပြတဲ့ဘာသာစကားတွေကိုမျက်နှာအမူအရာကတစ်ဆင့်ဖတ်ရှုခြင်းလမ်းလျှောက်ပုံကတစ်ဆင့်ဖတ်ရှုခြင်းနဲ့လက်ဆွဲနှုတ်ဆက်ပုံကတစ်ဆင့်ဖတ်ရှုခြင်းတို့ကိုနောက်လာမယ့်အခန်းမှာဆက်လက်လေ့လာကြည့်ကြရမှာဖြစ်ပါတယ်။ဒုတိယအခန်း
ကိုဟန်အမှုအရာဖတ်ရှုနည်းများ Culture တွေကိုနားလည်အောင်ဖတ်ရှုတဲ့အခါမှာသတိထားရမယ့်အချက်ကတော့ Cultures တစ်ခုတည်းကိုကြည့်ပြီးကောက်ချက်မချပဲရှင်းအောင်ဆက်ဆက်နေတဲ့ Culture Cluster တွေအားလုံးကိုထည့်သွင်းစဉ်းစားဖတ်ရှုဖို့ဖြစ်ပါတယ်။ဒီစာအုပ်မှာတော့ Culture တွေနဲ့ပတ်သက်ပြီးအဓိကကျတဲ့ကဏ္ဍ၃ခုဖြစ်တဲ့မျက်နှာအမူအရာလမ်းလျှောက်ပုံနဲ့လက်ဆွဲနှုတ်ဆက်ပုံတို့ကိုအကျယ်တဝင့်ဖော်ပြထားပါတယ်။ Culture တွေနဲ့ပတ်သက်ပြီးပထမဆုံးလေ့လာရမှာကတော့မျက်နှာအမူအရာ facial expression တွေပါပဲ။ Body language နယ်ပယ်မှာအငင်းပွားရမှုအနည်းဆုံးဟာလည်းမျက်နှာအမူအရာတွေပါပဲ။မျက်နှာအမူအရာတွေနဲ့ပတ်သက်ရင်လည်းမျက်လုံးကအဓိကကျတဲ့ Culture တစ်ခုဖြစ်ပါတယ်။လူတစ်ယောက်ရဲ့မျက်လုံးဟာသူ့ရဲ့နှုတ်ဖျားကစကလုံးတွေနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အမှန်တရားတွေကိုဖော်ပြနိုင်စွမ်းရှိပါတယ်။လူတွေဟာလည်းခန္ဓာကိုယ်ရဲ့တခြားအစိတ်ပိုင်းတွေထက်မျက်လုံးကဖော်ပြတဲ့အမူအရာကိုပိုပြီးသတိထားမိတတ်ပါတယ်။ဒါကြောင့်လေမီးဝင်းဝင်းတောက်တဲ့မျက်လုံးချစ်ရရွှမ်းတဲ့မျက်လုံးစသဖြင့်တင်စားပြောဆိုလေးရှိတာဖြစ်ပြီးဒီလိုမျက်လုံးအမူအရာတွေကိုလည်းနေ့စဉ်ဘဝမှာမကြာခဏဆိုသလိုရင်ဆိုင်ကြရမှာပါ။ Michael Argan ရေးသားတဲ့ The Psychology of Interpersonal Behavior စာအုပ်မှာစကားပြောနေချိန်လူနှစ်ယောက်တယောက်ကိုတယောက်ကြည့်တဲ့နှုန်းဟာ30%ကနေ60%အထက်မှာရှိတယ်လို့ပြောထားပါတယ်။တကယ်လို့မျက်နှာချင်းဆိုင်စုံတဲ့နှုန်းကစကားပြောချိန်ရဲ့60%အထက်ဖြစ်သွားပြီဆိုရင်တော့တစ်ဖက်လူရဲ့ပြောစကားထက်တစ်ဖက်လူကိုဒါပိုစိတ်ဝင်စားတဲ့သဘောတက်ရောက်တယ်လို့လည်းသိရပါတယ်။ဒီသဘောမျိုးကိုချစ်သူနဲ့ဦးလုံးတယောက်မျက်နှာတယောက်ကြည့်ပြီးစကားပြောတဲ့အချိန်မှာတွေ့မြင်နိုင်တယ်လို့ရန်သူနေရာမတိုက်ခိုက်ခင်မှာတွေ့မြင်နိုင်မှလိမ့်မယ်။လူတွေဟာစကားပြောချိန်ထက်နားထောင်နေချိန်မှာအကြည့်ချင်းစုံမှု eye contact ကိုပို့လို့ရှိကြပါတယ်။တတောင့်တတမရှိတဲ့ခန်းစားချက်မျိုးအပြစ်ရှိတဲ့ခန်းစားချက်မျိုးဖြစ်စေတဲ့မိကိုတွေအမိခံရတဲ့အခါမှာလူတွေဟာအကြည့်လွဲလက်ရှိပြီးခုခံချပါလို့စိတ်ရန်လို့စိတ်ဖြစ်စေတဲ့မိကိုမျိုးအမိခံရတဲ့အခါမှာ eye contact အကြီးကျယ်တိုးလာတာကိုတွေ့ရပါလိမ့်မယ်။တက်ကြွလှရှားတဲ့အခါမှာလည်းတအိမ်ငယ်ကျလာတာမျိုးကိုလည်းမကြာခဏတွေ့မြင်ရတတ်ပါတယ်။ဒါပေမဲ့ချင်းချက်အနေနဲ့eye contact ပမာဏဟာလူအမျိုးမျိုးနဲ့ယဉ်ကျေးမှုအတီးတီးပေါ်မူတည်ပြီးအသေးပဲကွဲပြားခြားနားမှုမျိုးတော့ရှိပါတယ်။ဥပမာအားဖြင့်တချို့လူမျိုးတွေမှာရှက်ရွံ့တတ်တဲ့အလေးထားရှိပြီးမျက်လုံးချင်းစုံတာကိုရှောင်ရှားတာတနိုင်တဲ့လောက်မကြည့်ပဲနေတာမျိုးတွေလုပ်တတ်ကြပါတယ်။စီးပွားရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေကိုလေ့လာမယ်ဆိုရင်လည်းညပြလာတဲ့မျက်နှာအမူအရာ facial expression တွေကိုတွေ့နိုင်ပါတယ်။ဆွေးနွေးညှိနှိုင်းမှုတွေကိုလက်ဝဲကြိုးဝိုင်းတစ်ခုလိုသဘောထားပြီးရန်လိုဒေါသစိတ်ဖြစ်နေတဲ့လူတစ်ယောက်ဟာတစ်ဖက်လူကိုမျက်လုံးတွေပြူပြီးကျင်းနေမှာဖြစ်တယ်လို့နှာခမ်းတွေကိုလည်းတင်းတင်းစေထားမှာပါဒီလူဟာမျက်မှောင်လည်းအနှဲငယ်ကုန်နေမှာဖြစ်တယ်လို့နှာခမ်းတိတ်မလုပ်ဖဲသွားစေပြီးစကားပြောနေတာမျိုးတွေ့ရပါလိမ့်မယ်ဥပအောင်ဆောင်ရွက်လို့စိတ်ရှိတဲ့ညီနာရေးသမားကတော့နဖူးရည်မတုံမျက်မှောင်မကြုတ်ဖဲတတောင့်တတညွှန်းချနေတဲ့မျက်လုံးမျိုးရှိတာကိုတွေ့မြင်ရမှာပါစိတ်ပညာရှင်ဂျိန်းတမ်ပလက်တွန်ရေးထားတဲ့ဆောင်းပါးတစ်ခုမှလည်းဝယ်သူကမျက်လွှာချပြီးမျက်နှာလွဲထားရင်မဝယ်လို့တဲ့သဘောတက်ရောက်တယ်လို့ဆိုထားပါတယ်တကယ်လို့ပါဇက်ကတင်းတင်းစိတ်မနေပဲမျက်နှာမော့ထားရင်တော့စဉ်းစားနေတဲ့သဘောဖြစ်ပြီးဝယ်သူရဲ့မျက်လုံးတွေဟာကိုယ့်မျက်လုံးတွေကိုတစ်ခါကြည့်ရင်စက္ကန့်တော့ကြာအောင်ကြည့်နေတယ်လို့အနေငယ်လေးပြုံးနေမယ်ဆိုရင်တော့ဝယ်သိမဝယ်သိချိန်ဆနေတဲ့သဘောဖြစ်ပါတယ်ဝယ်သူကတတောင့်တတပြုံးနေပြီးစိတ်အားထက်သန်ပုံလည်းပြနေတယ်ဆိုရင်တော့အယောင်းဝယ်ဖြစ်ပြီးလို့ဆိုနိုင်ပါတယ်ခရစ္စတိုဖာဘရန်နင်ဟန်နဲ့ဒေးဗစ်ဟန်ဖရီးစ်တို့ဦးဆောင်တဲ့ English Today တနအဖွဲ့တစ်ဖွဲ့ကလည်းထင်ရှားတဲ့မျက်နှာဦးခေါင်းနဲ့ခန္ဓာကိုယ်တို့ရဲ့ gesture 135မျိုးကိုစရင်ပြုစုခဲ့ပူပါတယ်အဲ့ဒီထဲမှာမျက်နှာနဲ့ဦးခေါင်းအမူအရာ80ပါဝင်ပြီးမတူညီတဲ့အပြုံး9ခုကိုလည်းစရင်ပြုစုထားတာတွေ့ရပါတယ်အပြုံး9ခုထဲမှာအတွေ့အရအများဆုံးဖြစ်တဲ့အပြုံး3ခုကတော့ simple smile, upper smile နဲ့ forward smile တို့ဖြစ်ပါတယ်။ simple smile ဆိုတာကသွားမပေါ်ပဲပြုံးတာဖြစ်ပြီးအသေးပဲတစ်ခုခုကြောင့်ပြုံးတာမျိုးမဟုတ်ပဲရိုးရိုးတန်တန်ပြုံးလိုက်တာမျိုးပါ။ upper smile ကတော့မျက်လုံးချင်းစုံပြီးအပေါ်သွားပေါ်အောင်ပါးစပ်ပွင့်နေဆိုရုံပြုံးလိုက်တဲ့အပြုံးမျိုးဖြစ်ပါတယ်။ဒီအပြုံးမျိုးကိုသွေးဆုံနှုတ်ဆက်တဲ့အခါမှာမြင်ရလေရှိတာကြောင့်How do you do smile လို့ခေါ်ပါတယ်။ Bird smile ကတော့ရေမော်တဲ့အဆင့်ဖြစ်ပြီးအပေါ်သွားတွေရောအောက်သွားတွေပါပေါ်အောင်ပြုံးတာမျိုးပါ။ဟာတာတစ်ခုခုကြောင့်ပြုံးရလိုက်တဲ့အခါဒီအပြုံးမျိုးကိုမြင်ရလေရှိပြီးမျက်လုံးချင်းစုံတာတော့ရှားပါတယ်
အပြုံးတွေနဲ့ပတ်သက်ပြီးတတိထားတင်တာကတော့အပြုံးဟာပျော်ရွှင်စရာခိုက်တန့်တွေကိုပဲကိုစားပြုနေတာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ Birmingham တက္ကသိုလ်ကဒေါက်တာအဝန်ဂရန်ကတော့ Oolong Smile လို့ခေါ်တဲ့ဟန်ဆောင်ပြုံးမျိုးကိုသတိပြုဖို့တိုက်တွန်းထားပါတယ်။ Oolong Smile ဆိုတာကယဉ်ကျေးမှုကိုပြဖို့အတွက်လောကအနေနဲ့ပြုံးပြတာဖြစ်ပြီးအပေါ်သွားတွေရောအောက်သွားတွေပါပြုံးအောင်ရှင်းမြမျောပြုံးတဲ့အပြုံးမျိုးဆိုလိုတာပါဒီလိုပြုံးမျိုးဟာလေးလေးနက်နက်မရှိပဲဟာတာတစ်ခုကိုရေးချင်အောင်ဆောင်ထားတာမျိုးအပေါ်ယံဟန်ဆောင်ပြုံးဖြစ်ပါတယ်လူအချင်းချင်းပြိပခဖြစ်တဲ့အခါမှာတော့မျက်မှောင်ကျုပ်ပြီးနှကန်းတွေကရှေ့ကိုနည်းနည်းဆူထားသလိုမိဝဝင်တောက်နေတဲ့မျက်လုံးမျိုးနဲ့တရားကိုတရားစိုက်ကြည့်နေတာမျိုးဖြစ်လေရှိပါတယ်တုံးလုံးချောက်ချတဲ့အခါဒါမှမဟုတ်အကြီးကျယ်အားတင်သွားတဲ့အခါမျိုးတွေမှာတော့မေးအောက်ကြပြီးမေးရိုးကျွတ်သွားတွေပြီးလျှောနေတဲ့အခါပါဇက်ကကြဲကြဲဖွင့်ရနေမှာပါဒါပေမဲ့ပါဇက်ပွင့်နေတိုင်းထိတ်လန့်အားတင်နေတယ်လို့တော့တမန်လို့မရပဲတခုခုကိုအလွန်အကျွန်းအာယုံဆိုင်နေရင်လည်းဒါမျိုးဖြစ်နိုင်ပါတယ်ဥပမာအားဖြင့်တအားရှုပ်ထွေးတဲ့ဆက်ပစ္စည်းတစ်ခုရဲ့အစိပ်ပိုင်းတွေကိုတက်ဆင်ရတဲ့အခါမျက်လုံးအောက်ကမျက်နှာကျွတ်သွားတွေအလုံးလုံးဝပြေလျှော့သွားပြီးတစ်ခါတလေဆိုပါဇက်ထဲကနေရှာတောင်ထွက်နေတာမျိုးဖြစ်တတ်ပါတယ်body language နဲ့ပတ်သက်ပြီးနောက်ထပ်ဖော်ပြပေးခြင်းတဲ့ gesture တစ်မျိုးကတော့လမ်းလျှောက်ပုံ walking gesture ပဲဖြစ်ပါတယ်။လူတိုင်းမှာမတူညီတဲ့လမ်းလျှောက်ပုံတွေရှိကြပြီးအဲ့ဒီလမ်းလျှောက်ဟန်တွေကိုကြည့်ုံနဲ့ဘဒုဘဝဆိုတာခွဲခြားတည်နိုင်ပါတယ်။လူတစ်ယောက်ရဲ့လမ်းလျှောက်ပုံဟာခန္ဓာကိုယ်တိဆောက်ပုံပေါ်မှာလည်းမူတည်တယ်ဆိုပေမဲ့ခြေလမ်းအနေအမြန်ခြေလမ်းအစိတ်အကျဲနဲ့ကိုဟန်အနေထားတွေကတော့စိတ်ခံစားချက်ပေါ်မူတည်ပြီးကွဲပြားခြားနားလေးရှိပါတယ်။ဥပမာအားဖြင့်ကလေးတယောက်ဟာပြောနေတယ်ဆိုရင်မြင်မြင်တွတ်တွတ်ရှောက်ပြီးသူ့ခြေလမ်းတွေကအတော်လေးပေါ်ပါနေမှာပါတကယ်လို့မပြောရှင်မှုဆိုရင်တော့ကလေးရဲ့ပခုံးကညွန့်ကြပြီးခြေထောက်တွေကလည်းခဲဆွဲထားသလိုလီလန်နေပါလိမ့်မယ်လူကြီးတွေမှာဆိုရင်လည်းခြေလမ်းခွတ်တွတ်နဲ့လက်ကိုလွတ်လွတ်လပ်လပ်လွှဲလျှောက်တာဟာရီမန်းချက်တွေနောက်လိုက်ဖို့အသင်းဖြစ်နေတဲ့ပုံစံလို့သတ်မှတ်နိုင်တယ်လို့နှွေးထွေးတဲ့ယာဒီမှာတော့အိတ်ထဲလက်ထဲပြီးလမ်းလျှောက်နေတယ်ဆိုရင်တော့နိုင်ချင်းချင်းနဲ့လွယ်လွယ်ဝဝရှိတဲ့ပုံစံမျိုးဖြစ်ပါတယ်။ပြဿနာတစ်ခုခုနဲ့ကြုံနေတဲ့သူကတော့လမ်းလျှောက်တဲ့အခါခေါင်းကိုအောက်ဆိုင်လက်နှစ်ဖက်ကိုနောက်ဘက်မှာချိတ်ပြီးလက်ချင်းစုပ်ကင်ထားသလိုလမ်းလျှောက်တဲ့အခါမှာလည်းခြေလမ်းတအားနေပြီးကဲတလုံးကိုကန်လိုက်တာစာရွက်တရွက်ကိုနင်းချပစ်တာအစားရှိတဲ့အမှုရာတွေမျိုးကိုလည်းပြုလုပ်လေးရှိပါတယ်။ဟန်ပတ်များတဲ့လူတစ်ယောက်ကတော့ရင်ကိုကော့လက်မောင်းကိုအလွန်ကျွံလွဲပြီးတောက်တင်းနေတဲ့ခန္ဓာကိုယ်မျိုးတွေနဲ့အတူတမင်လို့ယူထားတဲ့ခြေလမ်းမျိုးနဲ့လက်လျှောက်ပါလိမ့်မယ်။မျက်နှာအမူအရာနဲ့လက်လျှောက်ပုံတွေအကြောင်းတင်ပြအပြီးမှာယခုနောက်ဆုံးအနေနဲ့လက်ဆွဲနှုတ်ဆက်မှု shaking hand ရဲ့အဓိပ္ပာယ်တွေကိုဆက်လက်တင်ပြပေးချင်ပါတယ်။လက်ဆွဲနှုတ်ဆက်တယ်ဆိုတာဟာလက်နဲ့မပါဘူးဆိုတာကိုပြသလိုတဲ့သဘောနဲ့လက်နှစ်ဖက်မြောက်ပြပြီးသမိုင်းဥကပ်ချာကနေတဆင့်ကြောင်းလဲတူတက်လာတာပါ။ခေတ်သစ်လက်ဆွဲနှုတ်ဆက်မှုပုံစံကတော့ကြိုးစိုးတဲ့သဘောဖြစ်ပြီးလက်ဖွားနှစ်ဖက်စုပ်ကိုင်တာဟာပွင့်လင်းမှု openness နဲ့တရားရဲဖြစ်မှု oneness ကိုဖော်ပြနိုင်ပါတယ်။ဒါပေမဲ့အမျိုးသမီးတွေကတော့အခက်အခဲနဲ့ကြုံတွေ့နေရတဲ့အခြားအမျိုးသမီးတွေကိုစာနာမှုကိုဖော်ပြတဲ့လက်ဆွဲနှုတ်ဆက်တာမျိုးမလုပ်ကြပဲအခက်အခဲကြုံနေတဲ့အမျိုးသမီးရဲ့လက်ဖွားနှစ်ခုလုံးကိုညင်ညင်တသားစုပ်ကိုင်ပြီးစာနာနားလဲတဲ့မျက်နှာအမူအရာမျိုးကိုဒါပြသလေးရှိပါတယ်။ဒါပေမဲ့ဒီလိုဟန်ပတ်အမူအရာမျိုးကိုယောက်ျားတွေအပေါ်မှာတော့ပြုလုပ်လို့မရှိပဲအမျိုးသမီးတွေချင်းချင်းသာအသုံးပြုပါတယ်။လက်ဆွဲနှုတ်ဆက်တဲ့အလေးထားဟာလည်းတနိုင်ငံနဲ့တနိုင်ငံကွဲပြားတာကြောင့်လက်ဆွဲနှုတ်ဆက်ခြင်းကိုအတိတ်ပဲမဖွင့်ဆိုခင်ဒေတာတစ်ခုချင်းစီရဲ့လက်ဆွဲနှုတ်ဆက်တဲ့အလေးထားကိုလေ့လာထားတင်ပါတယ်။ဥပမာအားဖြင့်ပြင်သစ်တွေဟာအခန်းထဲကိုဝင်ရောက်ချိန်နဲ့ပြန်လည်ထွက်ခွာချိန်မှာလက်ဆွဲနှုတ်ဆက်လေးရှိပေမဲ့ဂျာမန်တွေကတော့တစ်ချိန်ပဲလက်ဆွဲနှုတ်ဆက်လေးရှိပါတယ်။တချို့အာဖရိကန်တွေကတော့လက်ဆွဲနှုတ်ဆက်ပြီးတိုင်းမှာလွတ်လပ်မှုကိုဖော်ပြဖို့အတွက်လက်ဖြောက်တီးလေးရှိပြီးတချို့ကြတော့လက်ဆွဲနှုတ်ဆက်တာကိုတိတ်မကြိုက်ကြဘူးလို့ဆိုပါတယ်။ထင်ရှားတဲ့လက်ဆွဲနှုတ်ဆက်မှုပုံစံမျိုးကတော့အမေရိကန်နိုင်ငံရေးသမားတွေရဲ့လက်ဆွဲနှုတ်ဆက်မှုပုံစံဖြစ်ပြီးညာဘက်လက်နဲ့လက်ဆွဲနှုတ်ဆက်ပြီးဘက်ဘက်လက်နဲ့အပေါ်ကနေအုပ်ကိုင်တဲ့ပုံစံမှာနောက်ထပ်ခေတ်စားတဲ့ပုံစံတစ်မျိုးကတော့ညာဘက်လက်နဲ့လက်ဆွဲနှုတ်ဆက်ပြီးကိုနှုတ်ဆက်တဲ့သူရဲ့ညာလက်မောင်းဒါမှမဟုတ်ညာပခုံးကိုကိုယ့်ရဲ့ဘက်လက်နဲ့ကင်တာဖြစ်ပါတယ်။ဒီနေရာမှာလည်းခင်မင်ရင်နေသူနှစ်ယောက်ဒီလိုနှုတ်ဆက်တာဟာအဆင်ပြေပေမဲ့ကိုမတိတဲ့သူကအဲ့ဒီလိုလက်ဆွဲနှုတ်ဆက်မယ်ဆိုရင်တော့တတန်တတာတိတ်မရှိနိုင်တာကိုသတိထားဖို့လိုပါတယ်။လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလက်ဖွားတွေစီကက်ကက်ဖြစ်နေတာမျိုးကိုလည်းလူတိုင်းကြီးပါကမနစ်သက်ကြပါဘူး
ဘာဖြစ်လို့လဲဆိုတော့ချွေးပြက်ပြီးစေကက်နေတဲ့လက်ဖွားတွေဟာစိတ်လှုပ်ရှားနေကြောင်းပြသတဲ့သဘောဖြစ်နေလို့ပါနောက်ပြီး dead fish လို့ခေါ်တဲ့မရေတရေပျော့တွယ်လက်ဆက်နှုတ်ဆက်မှုမျိုးကိုလည်းလူအများစုကသဘောမကျကြပါဘူး။ဒါပေမဲ့ချွင်းချက်အနေနဲ့အားကစားသမားတွေကသူတို့ရဲ့ခွန်အားကိုထိန်းချုပ်ခြင်းလို့အားသိမ့်မတုံးမဲ့လက်ဆွဲနှုတ်ဆက်တာမျိုးအနုပညာရှင်တွေဟာသူတို့လက်ထိခိုက်တရားရမှာဆိုလို့အားသိမ့်မတုံးမဲ့လက်ဆွဲနှုတ်ဆက်တာမျိုးတွေလည်းရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်အမေရိကန်ပြည်ထောင်စုမှာတော့တယောက်လက်ကိုတယောက်ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ပြီးလက်ဆွဲနှုတ်ဆက်တာကိုဒါသဘောကျနှစ်သက်ကြပါတယ်။ဒါကတော့မျက်နှာအမှုအရာလက်လျှောက်ပုံနဲ့လက်ဆွဲနှုတ်ဆက်ပုံအစရှိတဲ့ Gatchari ရဲ့အကြောင်းအကြံပြလေ့လာခဲ့ကြတာပါ။နောက်တစ်ခါမှာတော့ Eddie Gatchari ရဲ့နောက်ွယ်ကတိမ်မြုပ်နေတဲ့စိတ်နေတဘောဓာတွေကိုဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်။တတိယအခန်းကိုဟန်အမှုရာနဲ့စိတ်နေတဘောဓာ body language ကိုနားလည်ဖို့အတွက် Gatchar တစ်ခုတည်းကိုလေ့လာလို့မရပဲ Gatchar cluster လို့ခေါ်တဲ့ကိုဟန်အမှုရာစုပေါင်းတွေကိုလည်းနားလည်ဖို့လိုအပ်ကြောင်းရှေ့အခန်းတွေမှာဖော်ပြခဲ့ပြီးပါပြီ။ဒီအခန်းမှာတော့အဲ့ဒီ Gatchar cluster တွေကတစ်ဆင့်လူတွေရဲ့စိတ်ကိုဘယ်လိုဖတ်ရမလဲဆိုတာကိုဖော်ပြသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပွင့်လင်းမှု openness နဲ့ပတ်သက်တဲ့ Gatchar cluster တွေကိုစတင်လေ့လာကြည့်ပါမယ်။ openness လို့ခေါ်တဲ့ပွင့်လင်းမှုဆိုင်ရာ Gatchar cluster တွေဟာယုံကြည်ထိုက်သူနဲ့မယုံကြည်ထိုက်သူတွေကိုခွဲခြားပေးနိုင်စွမ်းရှိပါတယ်။အဲဒီလို openness ကိုဟန်အမှုရာတွေအများပြားရှိပြီးအဲ့ဒီတဲကတစ်ခုကတော့ယူသားမှုနဲ့ပွင့်လင်းမှုကိုဖော်ပြနိုင်တဲ့ဖွင့်ထားတဲ့လက်ဒါမှမဟုတ်ဖုံးကွယ်မထားတဲ့လက် open hands တွေပါပဲဥပမာအားဖြင့်အီတလီလူမျိုးတွေဟာစိတ်ရှုပ်လာတဲ့အခါမျိုးတွေမှာငါ့ကိုဘာလို့စေချင်တာလဲကွာဆိုတဲ့မေးခွန်းမျိုးမေးတဲ့အနေနဲ့သူတို့ရဲ့လက်ကိုရင်ဘတ်ပေါ်တင်ပြီး open hands ပုံစံနဲ့လွတ်လပ်စွာအသုံးပြုလေးရှိပါတယ်လက်ဖွားနှစ်ဖက်ကိုလမ်းပြီးပခုံးလေးတွန်းပြလိုက်တဲ့အမူအရာဟာ open hands ထဲမှာကျော်ဝင်ပါတယ်ဒီအမူအရာတွေကိုတရုတ်ဆောင်တွေကလည်းသူတို့ရဲ့စက်ကောင်တရုတ်ကိုအတန်တိတ်ဖော်ပြနိုင်မှုအသုံးပြုလေးရှိပါတယ်။ကလေးတွေဟာလည်းသူတို့ရဲ့အောင်မြင်မှုတစ်ခုခုကိုဝမ်းမြောက်ဂုဏ်ယူတဲ့အခါမှာသူတို့ရဲ့လက်ကိုလွတ်လွတ်လပ်လပ်ဖွင့်ထုတ်ထားကြတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ကလေးတယောက်ဟာသူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံစားနေရတယ်။တန်တရားဝင်နေတဲ့ဆိုရင်တော့လက်တွေကိုအိတ်ထဲထည့်ထားတာဒါမှမဟုတ်လက်နောက်ဖြစ်ထားတာတို့လို open hands နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Gatchar မျိုးကိုပြုလုပ်တတ်ပါတယ်။အမျိုးသားတွေကိုအင်ကြီးကိုကြည်တီးဖြုတ်တာကပွင့်လင်းတဲ့ချစ်ခင်ရင်းနှီးတဲ့သဘောကိုဆောင်ပါတယ်။စီးပွားရေးသမားတွေဆိုရင်ကိုအင်ကြီးကိုချွတ်လိုက်တာဟာသဘောတူညီချက်ရတဲ့သဘောဖြစ်ပြီးဆက်ဝတ်ထားရင်တော့သဘောတူညီချက်ရဖို့မနည်းဆက်သေးဘူး။ဒါမှမဟုတ်သဘောတူညီမှုမရသေးဘူးဆိုတဲ့သဘောပါ။ဒါအပြင်ကိုခုခံကာကွယ်တဲ့အနေနဲ့လက်ပိုက်ထားတဲ့လူတရားဟာလည်းကိုအင်ကြီးကြည်တီးတွေကိုတတ်ထားလေးရှိတယ်လို့သိရပါတယ်။ပွင့်လင်းမှုရဲ့စံကျင်ဘက်ကတော့ခုခံကာကွယ်မှုdefensiveness ဖြစ်ပြီးချိန်ကြောက်ခံရမှုတစ်ခုခုကနေခန္ဓာကိုယ်ဒါမှမဟုတ်စိတ်ခံစားချက်ကိုကာကွယ်လိုတဲ့သဘောဖြစ်ပါတယ်။ဥပမာအားဖြင့် B-boss ပွဲတွေမှာအသင်းမန်နေဂျာကလက်တွေကိုမြောက်ရမ်းပြီးတိုင်လူကြီးစီပြေးသွားတာအိတ်ကက်ထဲလက်ထည့်ထားတာလက်တီးဆုပ်ထားတာတွေမျိုးကိုတွေ့ရတတ်ပါတယ်။ဒါဟာတိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုလက်မခံလိုတဲ့သဘောပါပဲ။တကယ်လို့အသင်းမန်နေဂျာကအနာရောက်လာချိန်မှာတိုင်လူကြီးကကြောက်ခိုင်းလိုက်တဲ့ဆိုရင်တော့မင်းစော့ကတတ်တာများနေပြီလို့ဖော်ပြရပြီးသူဆုံးဖြတ်ချက်ကိုလုံးဝပြင်မှာမဟုတ်ဘူးဆိုတဲ့သဘောဆောင်ပါတယ်။နေ့စဉ်ဘဝမှာအတွေ့များတဲ့ defensive capture တစ်မျိုးကတော့ cross arm လို့ခေါ်တဲ့လက်ပိုက်ထားခြင်းပါပဲ။လက်ပိုက်ထားခြင်းဟာလူသားတွေရဲ့နေ့စဉ်ဘဝမှာအမြဲလိုအသုံးပြုလေးရှိတဲ့ defensive အမျိုးအစားမျိုးဖြစ်ပါတယ်။စေကြောသက်တွေလက်ပိုက်ထားခြင်းဟာသူတို့မိဘရဲ့ပြောဆိုမှုကိုအာခံတဲ့သဘောဖြစ်ပြီးလူကြီးတွေမှာဆိုရင်တော့သူတို့အခွင့်အရေးကိုသူတို့ကာကွယ်လိုတဲ့သဘောဆောင်ပါတယ်။ဒီ culture ဟာနားလည်ဖို့အလွယ်ဆုံးဖြစ်ပြီးအခြားလူတွေပေါ်ဩစာလွန်မှုနိုင်စွမ်းရှိတဲ့ကိုယ်ဟုမှုရမျိုးဖြစ်ပါတယ်။ဥပမာအားဖြင့်လူ၄ယောက်နဲ့အထက်ရှိတဲ့အုပ်စုတစ်စုမှာကိုဟာလက်ပိုက်ထားမယ်ဆိုရင်ကျန်တဲ့လူတွေကိုဩစာလွန်မှုနိုင်စွမ်းရှိပါတယ်။ကိုကစကားပြောပြီးဖြစ်စေသူများပြောတာကိုနားထောင်ပြီးဖြစ်စေလက်ပိုက်ထားမယ်ဆိုရင်တိတ်မကြခင်မှာပဲကြံအုပ်စုဝင်တွေကကိုယ့်ရဲ့ဥဆောင်မှုနောက်ကိုလိုက်ပါလာတာကိုတွေ့ရပါလိမ့်မယ်။လက်ပိုက်ထားတဲ့ capture ကိုညှိနှိုင်းဆွေးနွေးမှုပြုလုပ်တဲ့အခါမှာလည်းမကြာခဏတွေ့ရလေရှိပါတယ်။လက်ပိုက်ထားခြင်းဟာကိုခုခံကာကွယ်လိုတဲ့သဘောဆက်မဆွေးနွေးချင်တော့တဲ့သဘောတက်ရောက်ပါတယ်။ဒါကြောင့်ဒီလိုမူရာမျိုးကိုကိုယ့်ဘက်ကလည်းအမှုမဲ့အမက်မဲ့မပြုလုပ်မိဖို့တတိပြုထားရမှာဖြစ်ပါတယ်
လက်ပိုက်ထားတဲ့လူတယောက်ဟာရိုးလက်ပိုက်တာလားသူကိုယ်တူခုကဲကွာကဲခြင်းနဲ့ဆိုတာကိုအကဲဖြတ်ခြင်းနဲ့ဆိုရင်တော့သူ့လက်ချောင်းတွေဟာပြေလျှော့နေလားဒါမှမဟုတ်လက်တီးဆုပ်ထားလားလက်မောင်းကျွတ်သွားတွေကိုလက်ချောင်းနေနဲ့ဆုပ်ထားလားစတာတွေကိုကြည့်ပြီးဆုံးဖြတ်လို့ရပါတယ်အမျိုးသမီးတွေကတော့အမျိုးသားတွေနဲ့ကြွယ်ပြားခြားနာတဲ့ရင်ဘတ်တိဆောက်ပုံရှိတာကြောင့်သူတို့လက်ပိုက်တဲ့အခါရင်ဘတ်ပေါ်မတင်မဲ့ဘိုင်နာလောက်ဖဲလက်ကိုရှက်ထားတာကိုမြင်တွေ့ရပါလိမ့်မယ်အပြုဖော်ဝင်ကစားမိန်းကလေးတွေဟာအရွယ်ရောက်ပြီးသားမိန်းကလေးတွေထက်အဲ့ဒီလိုလက်ပိုက်တဲ့ culture မျိုးကိုပိုလို့တက်တယ်လို့သိရပါတယ်။ defensive culture တွေမှာစာရေးသူနောက်ထပ်ဖော်ပြထားတဲ့အမူအရာကတော့ထိုင်ပုံထိုင်နည်းတွေဖြစ်ပါတယ်။ထိုင်ကုန်လက်ရန်ပေါ်ကိုခြေထောက်တစ်ဖက်တင်ပြီးပမာမခန့်ထိုင်တာထိုင်ကုန်ကိုနောက်ပြန်ထိုင်ပြီးအစားရှိတဲ့ထိုင်ပုံထိုင်နည်းတွေဟာပူပေါင်းဆောင်ရွက်ခြင်းစိတ်မရှိဘဲရန်လိုတဲ့သဘောကိုဖော်ပြပါတယ်။ဒါပေမဲ့ကိုဟန်အမူအရာတွေနဲ့ပတ်သက်ရင်မတူညီတဲ့ယဉ်ကျေးမှုတလေးစရာအတီးတီမှာမတူညီခြားနာတဲ့ရှုမြင်ပုံတွေရှိတာကြောင့်ယဉ်ကျေးမှုပေါ်မူတည်ပြီးထိုင်ပုံထိုင်နည်းတွေကြပြတာမျိုးလည်းရှိတတ်ပါတယ်။ဥပမာအားဖြင့်ဥရောပနိုင်ငံတစ်ခုခုရဲ့လမ်းဘေးကော်ဖီဆိုင်တွေမှာAmerican ခီးတွားမျိုးသားတယောက်ကဒူကောင်တစ်ဖက်ပေါ်နောက်ခြေထောက်တစ်ချောင်းရဲ့ခြေချင်းဝတ်ကိုတင်ပြီးခြေချိတ်ထိုင်နေတာမျိုးကိုတွေ့မြင်နိုင်ပြီးဒီလိုထိုင်ပုံမျိုးကို American အမျိုးသမီးတွေလည်းပြုလုပ်လေ့ရှိတတ်ပါတယ်။ဒါပေမဲ့ဥရောပသားတွေကတော့ပေါင်တစ်ချောင်းပေါ်တစ်ချောင်းထပ်ပြီးထိုင်နေခြေချိတ်ထိုင်နည်းအတုံးပြုကြပါတယ်။ဒီလိုထိုင်နည်းမျိုးကိုမှလူကြီးလူကောင်းဆန်ဆန်ထိုင်ပုံထိုင်နည်းလို့ဥရောပသားတွေကသတ်မှတ်ထားကြတာပါ။ culture တွေဟာလိုဝက်ထောက်လန်းတဲ့ spine တွေအတွက်လည်းအလွန်အရေးကြီးပြီး culture တွေကိုသတိမထားမိဘူးဆိုရင် spine ဖြစ်ကြောင်းပေါ်ပေါက်သွားနိုင်ပါတယ်။ဥပမာအားဖြင့်ခရင်ကိုညာလက်နဲ့ကင်ပြီးစားမိတာကြောင့်ဥရောပစားဖို့စားနည်းနဲ့ကွဲပြားပြီးအလိမ်ပေါ်သွားတဲ့ American တရှိုးတွေအများကြီးရှိခဲ့တာမျိုးပါ။ဒါအပြင်အပေါ်မှာပြောခဲ့တဲ့ American ခြေချိတ်ထိုင်ပုံထိုင်နည်းကြောင့်လည်းဂျာမန်ထောက်လန်းရေးတွေကတရှိုးမှန်ဖော်ထုတ်နိုင်ခဲ့တာမျိုးရှိတတ်ပါတယ်။စစ်ဆက်ညှိနှိုင်းမှု negotiation တွေမှာတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်စလုံးကခြေချိတ်ထိုင်နေတယ်ဆိုရင်ထိတ်တိုက်ရင်ဆိုင်မှုဟာပြင်းထန်နေပြီဆိုတာကိုအချက်ပြပါတယ်။ဥပမာအားဖြင့် American ပြည်ထောင်စုမှာပညာသင်ကြားခဲ့မှုတဲ့စာရေးသူရဲ့မိတ်ဆွေ London တာစစ်တူရင်သမားတယောက်ဆိုရင်ပြန်ပွဲမှာစစ်တူရင်ကွက်ရွှေဖို့စဉ်းစားရကြလာတဲ့အခါ American ခြေချိတ်ထိုင်နည်းမျိုးနဲ့မကြာခဏထိုင်မိလေးရှိပြီးအနိုင်ရသွားမယ်ဆိုတာသိချသွားရင်တော့ခြေထောက်နှစ်ဖက်စလုံးကိုချန်ပီယံပေါ်ချထားမိလေးရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်ဆက်ညှိနှိုင်းမှုတွေမှာအချိန်တက်လာပြီဆိုရင်တစ်ဖက်ဒါမှမဟုတ်နှစ်ဖက်စလုံးကပါဝင်သူတွေဟာခြေချိတ်ထိုင်နေကြသလားဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်။စာရေးသူတွေရဲ့လေ့လာမှုအရလည်း American style နဲ့ပဲဖြစ်ဖြစ်ဥရောပ style နဲ့ပဲဖြစ်ဖြစ်ခြေချိတ်ထိုင်နေသူတွေပါဝင်နေပြီဆိုရင်ညှိနှိုင်းမှုအဆင်မပြေဖြစ်တာများပြီးခြေချိတ်ထားတာကိုဖြုတ်လိုက်တဲ့အချိန်မှာတော့သဘောတူညီမှုရတော့တာကိုတွေ့ရှိရပါတယ်။တကယ်လို့တစ်ဖက်လူကခြေထောက်လဲချိတ်ထားမယ်လက်လဲပိုက်ထားမယ်ဆိုရင်တော့ညှိနှိုင်းရအခက်ခဲဆုံးလူနဲ့ရင်ဆိုင်နေရပြီလို့ပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့မိန်းကလေးတွေမှာဆိုရင်တော့ခြေချိတ်ပြီးခြေထောက်ကိုရှေ့အနေငယ်ကန်တဲ့ပုံစံမျိုးနဲ့ထိုင်နေပြီဆိုရင်ဒီမိန်းကလေးဟာလက်ရှိခြေနေကိုရင်းကြီးညှိငွေနေတာဖြစ်နိုင်ပြီးလေရင်ထွက်ချိန်ကိုစောင့်နေတာနောက်ကျနေတဲ့ခင်မွန်းဖြစ်သူကိုစောင့်နေတာဒါမှမဟုတ်ပြီးဆရာကောင်းတဲ့စကားတွေကိုနားထောင်နေရတာဖြစ်နိုင်တယ်လို့စာရေးသူကဆိုပါတယ်။နောက်ထပ်ဖော်ပြပေးချင်တာကတော့နားလည်မှုအလွယ်မှားဆုံးကိုဟန်အမူအရာတွေထဲမှာပါဝင်တဲ့သုံးသပ်ဆင်ခြင်မှု evaluation ဆိုင်ရာကိုဟန်အမူအရာပဲဖြစ်ပါတယ်။လုပ်ငန်းခွင်ဘဝမှာရောလူမှုဘဝမှာပါထိရောက်မှုရှိဖို့အတွက်တစ်ဖက်လူကကိုပေးချင်တဲ့သတင်းစကားကိုကောင်းကောင်းနားလည်သလားကိုပြောတဲ့အရာကိုသုံးသပ်ဆင်ခြင်မှုတကယ်ရှိရလားဆိုတာကိုအကဲခတ်နိုင်မှုလိုပါတယ်။ဒါနဲ့ပတ်သက်ပြီးစာတင်ခန်းတစ်ခန်းကဥပမာကိုလေ့လာကြည့်နိုင်ပါတယ်။တခါတော့ကတင်ချဆရာမဖြစ်တဲ့ Mrs. Clark ဟာကျောင်းသားတွေကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုရှင်းပြနေပါတယ်။အဲ့ဒီအတန်းမှာ Fred ဆိုတဲ့ကျောင်းသားတယောက်ဟာခါမမတ်ထိုင်ခြေထောက်ကိုကျမ်းပေါ်ချပြီး Mrs. Clark ရဲ့တင်ကြားမှုကိုမျက်တောင်မခက်တန်းစိုက်ကြည့်နေပါတယ်။ဒါပေမဲ့ Fred ဟာစာကိုလုံးဝစိတ်ဝင်စားမှုမရှိဘဲစိတ်ဝင်စားချင်ရောက်ဆောင်နေတာပါ။ဒီအခြေအနေမှာအတွေ့အကြုံနှုတ်နေတဲ့ဆရာမဆိုရင်တော့ Fred ရဲ့အပြုအမူဟာစာကိုစိတ်ဝင်စားနေပါတယ်လို့ထင်ချင်စရာရှိပေမဲ့ဝါရင်ဆရာမဖြစ်တဲ့ Mrs. Clark ကတော့လှရှားမှုလုံးဝမရှိတဲ့ Fred ရဲ့ဟန်ဆောင်မှုကိုရိပ်စားမိပါတယ်။နောက်ထပ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Charles ကတော့ထိုင်ကုန်ကိုအစွန်းဘက်တို့တိုးခိုင်းပြီးခန္ဓာကိုယ်ကလည်းရှေ့သို့ငိုက်ထားတာပါ။ခေါင်းကလည်းအနှဲငယ်ဆောင်းပြီးလက်တစ်ဖက်ထောက်ထားတာကြောင့်စာကိုတကယ်စိတ်ဝင်တစားနဲ့သုံးသက်စဉ်းစားနေတယ်လို့ပြောနိုင်ပါတယ်။
မေကိုလက်နဲ့ထောက်ထားတဲ့ gesture ဟာလည်းသုံးသပ်ဆင်ခြင်မှုပြုလုပ်နေကြောင်းဖော်ပြနေတဲ့အမူအရာပါပဲ။နမည်ကျော်ပပုဆရာဖြစ်တဲ့ August Rodin ဟာလည်းသူရဲ့နမည်ကျော်ပပုရုပ်ဖြစ်တဲ့ The Thinker မှာမေကိုလက်နဲ့ထောက်တဲ့ gesture မျိုးကိုထည့်သွင်းပုံဖော်ပြီးလီလီနက်နက်စဉ်းစားတွေးခေါ်နေပုံကိုဖော်ကျူးထားတာတွေ့ရပါတယ်။လက်ညိုးကိုမေယိုတစ်လျှောက်မှာတင်ပြီးကျန်လက်ချောင်းတွေကိုအောက်မှာထားတဲ့ capture မျိုးကတော့အရေးကြီးကိစ္စတစ်ခုခုကိုစဉ်းစားအဖြေရှာနေတဲ့ဆိုတဲ့အတိတ်ပဲကိုညွှန်ပြပါတယ်။ဒါတမကမျက်မှန်တက်ထားသူတွေရဲ့မျက်မှန်အနေထားကိုလေ့လာကြည့်ရင်လည်းသူတို့တွေရဲ့သုံးသပ်ဆင်ခြင်မှုဆိုင်ရာစိတ်ခံစားချက်ကိုခန့်မှန်းလို့ရပါတယ်။မျက်မှန်တက်ထားသူတွေဟာအခြားသူတွေကိုစိတ်သိမ့်မကြည့်တဲ့အခါမျိုးမှာမျက်မှန်ကနှာခေါင်းပေါ်ကျနေပြီးမျက်လုံးကမျက်မှန်ကိုကြော်ကြည့်တဲ့ပုံစံမျိုးလုပ်လေးရှိပါတယ်။ဒီအမှုအရာကြောင့်တစ်ဖက်ကအကြည့်ခံရသူမှလည်းအနီးကပ်ဆောင်ကြည့်ခံရတဲ့အထင်သေးပြီးကြည့်တယ်ဆိုတဲ့ခံစားချက်မျိုးရရှိသွားစေပါတယ်။ဒီအကြည့်မျိုးတွေကိုမျက်မှန်တက်တဲ့ကမ္ဘာနေအမှုဆောင်အများစုမှာတွေ့ရပါတယ်။မျက်မှန်ကိုချွတ်ပြီးမှန်တွေကိုမလိုအပ်ဖဲတုံနေတာမျိုးကတော့တစ်ခုခုကိုချိန်ယူစဉ်းစားခြင်းတဲ့အတွက်အချိန်ဆွဲတဲ့သဘောပါတချို့ဆိုရင်အဲ့ဒီလိုမှန်တုတ်တာမျိုးကိုတနာရီမှာ၄-၅ချိန်လောက်ပြုလုပ်လေ့ရှိပါတယ်အလားတူပဲမျက်မှန်ကိုချွတ်ပြီးမျက်မှန်ကအစွန်းတစ်ဖက်ကိုပါးစပ်နဲ့ကိုက်ထားတဲ့အမူအရာဟာလည်းစဉ်းစားဖို့အတွက်အချိန်ယူခြင်းကြောင့်ပြသတဲ့ gesture ပါပဲနားထောင်ရင်တက်တာနားထောင်ပြီးတစ်ခုခုကိုပြန်မပြောရအောင်ရှောင်ရှားလို့တဲ့အခါမှာလည်းဒီအပြုမှုကိုလုပ်တတ်ကြပါတယ်နောက်အပြုမှုတစ်ခုကတော့မျက်မှန်ကိုချွတ်ပြီးစပွဲပေါ်တင်လိုက်တာမျိုးပါဒါဟာစစ်ဆက်ညှိနှိုင်းမှုမှာစိတ်ပိုင်းဆိုင်ရာအရာအသစ်မှလာတာကိုပြတဲ့သဘောဖြစ်တာကြောင့်တစ်ဖက်ကဒီလိုလှုပ်လာပြီးဆိုရင်ကိုယ့်ရဲ့ချင်းကပ်ပုံကိုပြောင်းလဲပြီးစိတ်သက်သာရစေမယ့်အရာတစ်ခုခုကိုပြုလုပ်ပေးရပါမယ်နှာခေါင်းရိုးကိုလက်နဲ့ဖြည့်ညှင့်ထားပြီးမျက်လုံးကိုလည်းပိတ်ထားတဲ့အမူအရာမျိုးကတော့ချမှတ်ရမယ့်ဆုံးဖြတ်ချက်တွေအတွက်စိုးရိမ်ပူပန်တာအလေးနက်တွေးတာကိုပြသပါတယ်စာရေးသူရဲ့ဆွေးနွေးမှုတင်တန်းကိုတက်ရောက်တဲ့ရှင်းနေတယောက်ရဲ့ပြပြချက်အရာသူတည်တဲ့တရားသူကြီးတယောက်ဟာအမှုကိစ္စနဲ့ပတ်သက်ပြီးသူခန်းစားချက်တွေကိုပြဖို့အတွက်ဒီလို gesture မျိုးကိုသုံးလေးရှိတယ်လို့ဆိုပါတယ်။တကယ်လို့တရားခံကအပြစ်ရှိတယ်လို့ယုံကြည်ရင်တရားသူကြီးဟာသူမျက်မှန်ကိုချွတ်ခဲ့ပေမဲ့အပြစ်ကင်းတယ်လို့သူယုံကြည်ရင်တော့ဒီလို gesture မျိုးကိုပြုလုပ်လေးရှိပြီးတခါတလေမှာမျက်လုံးကိုအတော်ကြာအောင်ပိတ်ထားတတ်တယ်လို့ဆိုပါတယ်။နောက်ထပ်ဖော်ပြပေးချင်တာကတော့တန်တရားဝင်ခြင်းနဲ့လျှို့ဝှက်ခြင်း suspicion and secretiveness ကိုဖော်ပြတဲ့ capture တွေပါလူတယောက်လက်ပိုက်ထားတာခန္ဓာကိုယ်ကိုတစ်ဖက်လှည့်ထားတာခြေချိတ်ထိုင်တာခေါင်းကိုရှစ်ဘက်အနှဲငယ်ငိုက်ထားတာမျက်မှန်ပေါ်ကနေကြော်ကြည့်တာအစရှိတဲ့အမူအရာတွေဟာတန်တရားဝင်ခြင်းသဘောမတူခြင်းကိုဖော်ပြပါတယ်ဒါပေမဲ့အဲ့ဒီထက်ပိုပြီးတိမ်မွေးတဲ့ capture တစ်ခုကတော့နှာခေါင်းကိုပုတ်ခြင်းပါပဲနှာခေါင်းကိုပုတ်ခြင်းဟာတစ်ခုခုကိုတန်တရားရှိကြောင်းပြတာဖြစ်ပြီးနှာခေါင်းရတာလို့ပုတ်တာနဲ့တန်တရားရှိလို့နှာခေါင်းပုတ်တာကြားမှာကွဲပြားခြားနားမှုရှိပါတယ်။ရာလို့ပုတ်တဲ့သူရဲ့နှာခေါင်းကိုပြင်းပြင်းထန်ထန်ပုတ်လေးရှိပြီးတန်တရားကြောင့်ဆိုရင်တော့ဖြည်းဖြည်းတက်တာပဲပုတ်လေးရှိပါတယ်။ခနာကိုနည်းနည်းလေးလှည့်လိုက်တာခနာကိုစောင်းနေထားကနေကိုကြည့်လိုက်တာဟာလေကိုပြောတာကိုသဘောမတူကြောင်းကြားတဲ့ capture တွေပါပဲ။ထပ်ပေါင်းရှိတဲ့ဘက်ကိုခနာကိုလှည့်ထားပြီးဆိုရင်တော့တစ်ဖက်လူဟာဒီစကားဝိုင်းဒါမှမဟုတ်ဒီဆွေးနွေးညှိနှိုင်းမှုကိုအဆုံးသတ်ချင်နေပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။နာအနောက်ဒါမှမဟုတ်နာဘေးကိုလက်ညှိုးနဲ့ပုတ်နေတာဟာလည်းအဖြေမသိဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြပါတယ်။တကယ်လို့လူတယောက်ကကိုလုံးဝမကြည့်ဘူးဆိုရင်တော့သူဟာတခုခုကိုဖုံးကွယ်ထားတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့လူတယောက်ရဲ့လျှို့ဝှက်ဖုံးကွယ်မှုကိုဖော်ထုတ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့သူရဲ့ capture cluster ပဲတစ်ခုနဲ့တစ်ခုလိုက်လျောညီထွေမရှိတာကိုသတိပြုလေ့လာကြည့်ခြင်းပါပဲ။လူတယောက်ဟာပြုံးနေပြီးလေတံပြုတ်ပြောင်းနေပေမဲ့သူကိုယ်သူခုခံကာကွယ်လို့စိတ်ဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ဒါကြောင့်လဲရှေ့စပီးယားဟာလူတယောက်ဟာပြုံးရင်နဲ့ဗီလန်ဖြစ်သွားနိုင်တယ်လို့ပြောခဲ့တာပါ။လူတယောက်ရဲ့ gesture ကိုလုံးကိုခြုံငိုလေ့လာပြီးနားလည်အောင်ကြိုးစားမှသာသူရဲ့လျှို့ဝှက်ဖုံးကွယ်မှုကိုရေးစားမိနိုင်မှာပါ။တစ်စုံတစ်ခုကိုလုပ်ဖို့အသင့်ဖြစ်နေကြောင်းပြသတဲ့ readiness ကိုဟန်အမူအရာတွေတဲကတစ်ခုကတော့တင်ပါပေါ်လက်ထောက်တဲ့ကိုဟန်အမူအရာမျိုးဖြစ်ပါတယ်။ဒီအမူအရာမျိုးကိုကစားပွဲတွေမှာတွေ့ရတတ်ပြီးအားကစားသမားတွေအနေနဲ့ဝင်ရောက်ရှင်ပြိုင်မှုအသင့်ဖြစ်နေကြောင်းပြသတဲ့ capture တစ်မျိုးပါ။အသက်အရွယ်မရွေးလိန်ကွယ်ပြမှုမရွေးဒီကိုဟန်အနေထားမျိုးကိုအသုံးပြုလေးရှိကြပြီးဒီအမူအရာဟာအပြုသဘောဆောင်တဲ့အမူအရာဖြစ်ဖို့စိုးရင်စရာမရှိပါဘူး။ထိုင်နေချိန်မှာပေါင်ပေါ်လက်တစ်ဖက်တင်ထားပြီးရှေ့ကိုအနှဲငယ်ညှုတ်ကိုင်းထားတာမျိုးကလည်း
အသင့်ဖြစ်ကြောင်းပြသတဲ့ readiness capture တစ်ခုပါပဲဘောပင်ကိုပါးစပ်နဲ့ကိုက်ချတာလက်ဖွားနှစ်ခုရှက်ပြီးလက်မတွေနဲ့ပုတ်နေတာလက်ကအတမတွေကိုခွာတာလက်မနဲ့လက်ညှိုးကိုဖိနေတာအစရှိတဲ့အမူအရာတွေကလည်းတစ်ဖက်လူကိုတန်တရားနဲ့ကြောက်ရွံ့မှုတွေကိုကင်းစင်သွားအောင်အားပေးနှင့်သိမ့်တဲ့ reassurance capture ဖြစ်ပါတယ်မျိုးသမီးတွေမှာအတွေ့များတဲ့ reassurance capture အမျိုးကတော့လက်ကိုလက်ပင်ပေါ်ဖြည်းဖြည်းချင်းတင်လိုက်တဲ့အမူအရာပါတကယ်လို့လက်ဆွဲတစ်ခုခုဆွဲထားမယ်ဆိုရင်တော့အဲ့ဒီလက်ဆွဲရှိမရှိစစ်ဆေးသလိုလိုနဲ့ဒီ capture မျိုးကိုပြုလုပ်လေးရှိပါတယ်ဒါပေမဲ့ဒီအပြုမှုကိုကြည့်ချင်းအပြင်ဒီအမျိုးသမီးဟာကိုနှစ်သိမ့်တဲ့အနေနဲ့သာပြောဆိုနေတာဖြစ်ပြီးသူပြောတဲ့စကားကိုသူကိုယ်တိုင်ယုံကြည်မှုမရှိဘူးလို့ခန့်မှန်းနိုင်ပါတယ်လက်မှာရှိတဲ့အသားများတဲ့နေရာ flaccid ဖြစ်တဲ့နေရာကိုပုတ်နေခြင်းဟာလည်းမျိုးသမီးရောမျိုးသားမှာပါတွေ့ရလေးရှိတဲ့ reassurance capture တစ်မျိုးပါပဲထိုင်ကိုအစွန်းမှထိုင်တာလက်နဲ့မျက်နှာကိုထိကိုင်တာကိုယ်အင်ကြီးကျဲဒီဖြုတ်တာခေါင်းနှဲငယ်ဆောင်းနေတဲ့စတဲ့အမူအရာတွေကတော့ပူပေါင်းဆောင်ရွက်မှု cooperation ကိုပြတဲ့ capture တွေဖြစ်ပါတယ်ဒီအပြုမှုတွေကိုတွေ့ရင်တစ်ခါလူကကိုပြောတာကိုသဘောတူလက်ခံပြီးပူပေါင်းလုတ်ကင်ခြင်းစိတ်ဖြစ်ပေါ်နေတယ်လို့ဆိုနိုင်ပါတယ်ဒီလိုမဟုတ်ဘဲခေါင်းကိုကုတ်တာလက်ဖွားနှစ်ခုရှက်ပြီးမေးထောက်ထားတာလက်ဖွားနှစ်ခုကိုတင်းတင်းကြပ်ကြပ်ဖြင်းညင်ထားတာတွေကိုတွေ့ရရင်တော့တစ်ဖက်လူမှာဆုပ်ရှုပ်ထွေးမှုတွေဖြစ်ပေါ်နေတယ်လို့ခန့်မှန်းနိုင်ပါတယ်ယုံကြည်မှုရှိတဲ့သူတစ်ယောက်ကတော့ confidence capture လို့ခေါ်တဲ့အမှုရာတွေကိုပြုလုပ်လေးရှိပါတယ်ဥပမာအားဖြင့်တစ်ဖက်လူနဲ့မျက်နှာချင်းဆုံကြည့်တာပါးစပ်ကိုကွယ်မထားတာနှာခေါင်းနဲ့ခေါင်းကိုမကုတ်ဖဲတည်ငြိမ်ငြိမ်စကားပြောတာအစရှိတဲ့ capture cluster တွေကိုယုံကြည်မှုရှိသူတွေမှာတွေ့ရလေးရှိပါတယ်လက်အုပ်ချီတဲ့ပုံစံမျိုးလို့လက်နှစ်ဖက်ရဲ့လက်ချောင်းထိပ်တွေကိုထိတဲ့ stapling လို့ခေါ်တဲ့အမူအရာမျိုးဟာလည်းယုံကြည်မှုရှိခြင်းကိုဖော်ပြတယ်လို့သိရပါတယ်။အမျိုးသမီးတွေဟာထိုင်နေတဲ့နေရာမှာလက်ကိုပေါင်ပေါ်မှာထားပြီးအဲ့ဒီလိုလက်ချောင်းထိပ်လေးတွေကိုထိထားတတ်တယ်လို့မတည့်ရဲ့ချိန်မှာခပတ်နေရအထက်လောက်ကနေဒီအမူအရာမျိုးကိုလုပ်တတ်ပါတယ်။ဒီအမူအရာမျိုးကိုရှင်းနေတဲ့ပညာရှင်တွေနဲ့ကုမ္ပဏီအမှုဆောင်တွေမှာတွေ့ရလေးရှိပြီးကိစ္စတစ်ခုကိုအရေးပါတယ်လို့ပိုခန်းစားရလေလေ stapling လုပ်ချိန်မှာလက်ကိုပိုမြင့်မြင့်မြောက်မိလေလေပါပဲတခါတလေမှာတော့လက်ချောင်းတွေကမျက်လုံးနဲ့တဒန်းတွေကိုရောက်ရှိလာပြီးအဲ့ဒီလက်တွေကြားကနေတစ်ဖက်လူကိုကြည့်တာမျိုးလည်းဖြစ်တတ်ပါတယ်ဒါဟာအထက်လူကြီးကအလက်ငယ်သားကိုလွှမ်းမိုးနိုင်စွမ်းရှိကြောင်းပြတဲ့ကိုဟန်အမူအရာပါပဲလက်နှစ်ဖက်ကိုကြောနောက်မှာဆုပ်ကင်ထားပြီးမေးစေးကိုအပေါ်ဘက်နည်းနည်းမော့ထားတာဟာလည်းအာနာရှိမှုကိုပြသတဲ့ gesture တစ်ခုဖြစ်ပါတယ်။လက်နှစ်ဖက်ကိုခေါင်းနောက်မှာရှက်ခြေထောက်ကိုချိတ်ပြီးကြောမိထန်တဲ့ကိုဟန်အမူအရာကလည်း American တွေရဲ့ကိုဟန်အမူအရာမျိုးတွေဖြစ်ပြီးအခြားသူတွေထက်သာလွန်ကြောင်း superior ဖြစ်ကြောင်းပြသတဲ့ gesture ဖြစ်ပါတယ်။ဒီ capture ကိုအမျိုးသားအများစုအသုံးပြုပေမဲ့ရှင်းနေအမျိုးသမီးတချို့ကလည်းအမှုတည်ရဲ့တင်ပြမှုကိုနားထောင်ရမှာအာယုံဆူဆိုင်မှုပိုကောင်းနေဆိုပြီးတုံးလေးရှိကြပါတယ်။ချောင်းဟန်နာလေဂျော်ရှင်းနာတွေကတော့စိတ်လှုပ်ရှားမှု nervousness ကိုပြသတဲ့အမူအရာတွေဖြစ်ပြီးစကားဆပြောဖို့အတွက်စိုးလက်ရှားနေတာကြောင့်လေကြောင်းနဲ့မှတင်ကြတဲ့ခံစားမှုမျိုးရလို့ဒီလိုပြုမှုတာဖြစ်ပါတယ်။ဒီလိုချောင်းဟန်တဲ့မျိုးကိုဟောပြောပွဲတွေမှာမကြာခဏကြားရမှာဖြစ်ပြီးအမျိုးသားတွေကအမျိုးသမီးတွေထက်ပိုလောက်ကြသလိုလူကြီးတွေကလည်းကလေးတွေထက်ပိုပြီးချောင်းဟန်လေးရှိကြတယ်လို့သိရပါတယ်။လက်တွေကိုနောက်ပစ်ပြီးစုပ်ကင်ထားတာခြေကျဝတ်ခြင်းမြဲမြဲချိတ်ပြီးထိုင်ခေါ်လက်ရန်တွေကိုစုပ်ကင်ထားတာမျိုးကတော့ကိုထိန်ချုံမှု self control လုပ်နေတဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်လူဆိုးကိုင်းဝင်တွေကိုစစ်ဆေးမြင်တဲ့အခါမျိုးတွေလေရင်ပြန်တက်ချိန်စင်တက်ချိန်တွေမှာကိုထိန်ချုပ်ထားရတဲ့အခါမျိုးတွေမှာဒီ capture မျိုးကိုတွေ့ရတတ်ပါတယ်မျက်နှာတစ်ချမ်းကိုလက်ဖွားနဲ့ထောက်ထားပြီးမျက်လုံးတွေလည်းအောက်ဆိုင်နေတဲ့အမူအရာမျိုးကပြင်းရင်ညီငွေဖက် boredom ကိုပြထားတဲ့ရင်ဘတ်ပေါ်လက်နှစ်ဖက်တင်ထားတဲ့အမူအရာကတော့ယူတာမှုတစ္ဆာရှိမှုလက်ခံမှု acceptance ဆိုတဲ့သဘောတရားတွေကိုပြသပါတယ်အမျိုးသားတွေချစ်စိတ်တွေမွန်ပြီးပူပန်နေတဲ့အခါမျိုးမှာခန္ဓာကိုယ်ဟာမမတ်ဖြစ်နေတတ်ပြီးစပင်တွေကိုလည်းမကြာခဏတက်တင်နေတတ်ပါတယ်အမျိုးသမီးတွေမှာဆိုရင်လည်းတရားရောက်ကိုချစ်ကြိုက်စိတ်ဖြစ်တဲ့အခါစပင်တွေကိုခဏထိကင်ပြပြနာအဝိစားတွေကိုပြန့်အောင်ပြုလုပ်တာပဝင်းကျမှာရှိတဲ့မှန်တွေကသစင်သူတို့ရဲ့အတွင်ပြင်ကိုခဏကြည့်တာခြေတလုံးပေါင်နဲ့ဒူးစစ်တွေပုတ်တာအစရှိတဲ့ capture တွေကိုပြုလုပ်လေးရှိကြပါတယ်ဒါကြောင့်လူတွေရဲ့ကိုဟန်အမူအရာဟာသူတို့ရဲ့စိတ်နေတဘောထားနဲ့ခန်းစားချက်တွေကိုဖော်ပြနေကြောင်းစာရေးသူ Nuremberg ကရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်
နီကုန်းချုပ်အနေနဲ့အခုဆိုရင်တော့ How to read a person like a book စာအုပ်ရဲ့အနှစ်ချုပ်ကိုဖတ်ရှုလေ့လာခဲ့ပြီးပါပြီ။ဒီစာအုပ်မှာစကားလုံးတွေလိုပဲလူစိတ်သဘောထားခံစားချက်အတွေးတွေကိုဖော်ပြနိုင်တဲ့ကိုယ်အမူအရာမျိုးတွေကိုဘယ်လိုဖတ်ရှုရမယ်ဆိုတာလေ့လာခဲ့ရမှာပါ။ capture တွေကိုအသုံးပြုတဲ့ခန္ဓာကိုယ် virus က body language ဟာစီးပွားရေးတွေးဆုံဆွေးနွေးမှုတွေစစ်ဆက်ညှိနှိုင်းရေးကိစ္စတွေလူမှုဆက်ဆံရေးတွေမှာအလွန်ရေးပါပါတယ်။စကားလုံးမပါတဲ့ body language တွေကိုနားလည်တတ်ကြမယ်ဆိုရင်ပေါင်းတင်ဆက်ဆံရေးအရေးတွေကိုအများကြီးတိုးတက်စေပါလိမ့်မယ်။ဒီစာအုပ်မှာ capture တစ်ခုချင်းစီကိုပုံနေနဲ့တကွဖော်ပြထားသလိုမိဘနဲ့သားသမီးကြားချစ်သူရည်စားတွေကြားအယောင်သမားနဲ့ဖောက်တဲ့ကြားအထက်လူကြီးနဲ့အောက်လက်ငယ်သားတွေမှာတွေ့ရတတ်တဲ့ကိုဟန်အမူအရာကိုသာမကဖုန်းပြောတဲ့အခါလူကြားတဲ့ရောက်တဲ့အခါတရက်ခွင်မှာတရားရင်ဆိုင်တဲ့အခါမျိုးတွေမှာတွေ့ရလေးရှိတဲ့ capture တွေကိုလည်းဖော်ပြထားသေးတာကြောင့်မူရင်းစာအုပ်ကိုအချိန်ယူဖတ်ရှုသင့်ကြောင်းတိုက်တွန်းရင် How to read a book like a person စာအုပ်ရဲ့အနှစ်ချုပ်မဆုကိုဒီနေရာမှာပဲညီကုန်းချုပ်လိုက်ရပါတယ်။အဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။